ဇောင်မုံလာပြီတာမညဖလားခါရောနိတာမညဖလားဆိုတာယဟန်ပြုခြင်းရဲ့အကျိုးလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်တာမညဖလားခါရောနိဟာလေဖျားရှင်ကယဟန်ပြုခြင်းရဲ့အကျိုးကိုဟောကြားခဲ့တဲ့နေ့ပါပဲအဲ့ဒီတာမညဖလားခါရောနိဟာဖျားရှင်လက်ထက်တော်ကာလတခုသောဇောင်မုံလာပြီနေ့ဖြစ်ပါတယ်တာမညဖလားခါရောနိဖြစ်ပေါ်လာပုံကဒီလိုပါအဇာတသက်မင်းသားဟာခမည်းတော်ဗိမိတာရမင်းကြီးကိုတတ်ခဲ့မိတဲ့အချိန်ကစပြီးညစဉ်အိပ်မပျော်တဲ့ယောဂဝေဒနာဆွဲကပ်နေပါတော့တယ်။လိုလေနေရောညပါစက်တော်ခေါ်မပြောနိုင်ပါလား။အဇာတသက်မင်းသားဟာအိပ်ဆက်လို့မျက်လုံးစုံမိတ်တဲ့တိုင်းဖခမည်းတော်ဗိမိတာရမင်းကြီးရဲ့ပုံရိပ်ကိုပဲမြင်အောင်လုပ်နေတယ်။ပြီးတော့သူ့ရဲ့မျက်လုံးစုံကိုလှန်ချက်ပေါင်းများစွာနဲ့ထိုးခံရသလိုခံစားရတော့တယ်